စိတ်တက်ကြနေတဲ့သူတွေရှိလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင်းအောင်နားထောင်သွားနော်ကိုတစ်ခုခုကိုလက်လျှော့ဖို့အတွက်ကိုစဉ်းစားတော့မယ်ဆိုလို့ရှိရင်ကိုဒီနေရာရောက်ဖို့အတွက်ကိုဘယ်လိုတွေစူးစမ်းခဲ့ရလဲဆိုတာမျိုးဘယ်လိုမျိုးဖြတ်ကျော်ခဲ့ရလဲဆိုတာမျိုးပြန်ပြီးတော့စဉ်းစားပြီးတော့လက်လျှော့တင်တာမှန်လားတကယ်ပဲလက်လျှော့တင်တာလားတကယ်ပဲလက်လျှော့မှအဆင်ပြေမှာလားဆက်လုပ်ဖို့အတွက်ကိုအဆင်ပြေနိုင်တော့ဘူးလားဒီနေရာရောက်ဖို့အတွက်ကိုငါဘယ်လိုတွေစူးစမ်းခဲ့ရလဲဆိုရယ်ကိုရဲ့ဒီပြီးခဲ့တဲ့နောက်ကြောင်းပေါ့နော်ကိုဒီနေရာရောက်လာဖို့ဒီလိုဖြစ်လာဖို့အတွက်ကိုစူးစမ်းခဲ့ရတဲ့အချိန်တွေပြန်ပြီးစဉ်းစားပြီးတော့လက်လျှော့တင်လားတကယ်ပဲလက်လျှော့တင်တာလားလက်လျှော့ဖို့အတွက်ကိုတန်ရဲ့လားအဲ့လိုမျိုးစဉ်းစားပြီးတော့မှပဲတခုခုကိုလက်လျှော့တော့မယ်ဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်ပြန်စဉ်းစားစီချင်ပါတယ်အားလုံးပဲလက်မလျှော့ပဲနဲ့ရှေ့ဆက်နိုင်ဖို့အတွက်လည်းမျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်